ဒီနေရာမှာကလေးတွေအယူလွဲတာလည်းပြောအောင်ခင်ဗျ Valentine Day ကအင်္ဂလိပ်လို Lover Day မဟုတ်ဘူးဗျာ Valentine Day လို့ပြောတာ Valentine ဆိုတာ Saint Valentine လို့ခေါ်တဲ့ Christian ဘုန်းတော်ကြီးတစ်ပါးရဲ့အများကျိုးဆောင်ရွက်မှုကိုဂုဏ်ပြုတဲ့အနေနဲ့ထားတာ Saint Valentine ကသူတို့ခေတ္တ Claudius II လို့ခေါ်တဲ့ဘုရင်ကစစ်တိုက်ပြီးသူ့တိုင်းပြည်ကိုထူထောင်တဲ့အခါသူတို့နိုင်ငံမှာရှိတဲ့အားကောင်းမောင်းတန်ယောက်ျားသားတွေကိုစစ်တိုက်ခိုင်းတယ်အဲ့ဒီတော့စစ်တိုက်ရတယ်ဆိုတာဓာတ်တို့လှန်တို့မြင်းတို့နဲ့ပေါ့အသေးအပြောက်အကြဆုံးဘယ်လောက်များမလဲတွေ့ကြည့်ပါအဲ့ဒီတော့စစ်တိုက်ချင်းကြောင့်မုတ်ဆိုးမဖြစ်သွားတဲ့မိန်းမတွေချစ်သူဆုံးရှုံးသွားတဲ့မိန်းကလေးတွေတို့မို့သားသမီးဆုံးရှုံးသွားတဲ့မိဘတွေတို့မို့အဖေမဲ့သွားတဲ့သားသမီးတွေနဲ့လောကကြီးကတော်တော်အကြီးတန်းတယ်ဒါပေမဲ့အဲ့ဒီဘင်ကတော့သူ့တိုင်းပြည်တည်တဲ့အင်ပါယာကြီးကြီးခြင်းဟာချစ်ချင်းလို့သူကအဓိပ္ပာယ်ဖွင့်တာဒါပေမဲ့အဲ့ဒီတိုင်းပြည်မှာရှိတဲ့လူတွေကအဲ့ဒါကိုချစ်ချင်းလို့သူကအဓိပ္ပာယ်မဖွင့်ခြင်းဘူးငြိမ်းချမ်းခြင်းဟာချစ်ချင်းပဲဒီဘက်ခေတ်မှာလည်းပဲကိုယ်တိုင်းပြည်ကိုချစ်တယ်ဆိုတဲ့တိုင်းပြည်ခေါင်းဆောင်တွေကဘာမှကြည့်ပါကိုယ်တိုင်းပြည်တည်တဲ့ကြီးဖို့ကိုယ်တိုင်းပြည်မှာရှိတဲ့လူတွေစီးပွားရေးအဆင်ပြေဖို့ကိုယ်တိုင်းပြည်ကောင်းစားရင်ပြီးတော့ကိုယ်အိမ်သားချင်းတိုင်းပြည်တွေမကောင်းစားလဲနေဟိဆိုတဲ့စိတ်ဓာတ်ပေါ်ပေါက်နေတဲ့တိုင်းပြည်တွေကဘာမှအများကြီးရှိတယ်သူတို့အချစ်ကအကန့်အသတ်ရှိတဲ့အချစ်ကျွန်တော်တို့ပြောချင်တာအကန့်အသတ်မဲ့တဲ့အချစ်အဲ့ဒီခေတ်တော့ Saint Valentine ကအဲ့ဒီလိုစစ်ထွက်ရတဲ့သူတွေကစစ်ထွက်တဲ့အခါသူတို့တိုင်းပြည်အုပ်ချုပ်တဲ့ဘင် Claudius ကလူပြိုတွေကိုပဲဖြစ်စေခြင်းနဲ့အိမ်တော်တွေဖြစ်ရင်အိမ်ကိုတတသတိရလွမ်းဆွပြီးစစ်တိုက်တဲ့အချိန်မှာရဲဘုံမတိုက်မှာစိုးလို့အိမ်တော်မပြုတ်စေဘူးဒါကတော့အုပ်ချုပ်သူအာနာရှင်ဘုရင်တွေအတ္တပေါ်အခြေခံတဲ့အချစ်ပေါ့အဲ့ဒါကိုမြင်တဲ့အခါ Saint Valentine ကချစ်သူတွေဘက်ကရက်တီပြီးတော့တိတ်ကလေး Christian ဘာသာဝင်တွေအရာသူတို့မင်္ဂလာဆောင်ရင်ဘုန်းကြီးကျောင်းမှာမင်္ဂလာဆောင်ရတာဟုတ်ကျွန်တော်မြန်မာနဲ့တော့မတူဘူးပေါ့မြန်မာကတော့ဟိုဘက်9ဒီဘက်9အတိမပြုပြီးတာသူတို့တော့ church တွေမှာမင်္ဂလာဆောင်တော့သူ့ church တွေမှာတိတ်ကလေးသူကမင်္ဂလာတွေဆောင်ပေးတယ်နောက်ဆုံးအဲ့ဒီလိုလုပ်တဲ့အတွက် Saint Valentine ကကွက်မြက်ချင်းခံရဒါကြောင့်သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ February 14 ရက်နေ့ကိုဥရောပတစ်ခွင်မှာ Valentine Day ချစ်သူများနေ့ပို့ဘူးချစ်ချင်းမြတ်တာနေ့အဲ့လိုဘာသာပြန်ရမှာအခုတော့ကျွန်တော်တို့တိုင်းပြည်က Valentine Day ကိုချစ်သူများနေ့လို့ဘာသာပြန်လိုက်တော့ဒီမှာသမီးပြိုသားပြိုတွေမွေးထားတဲ့အမေတွေပါမှာပါ14 ရက်နေ့မတိုင်ခင်မှာကိုသားသမီးကိုကိုယ်တိုင်ဘယ်လိုခံစားနေရတော့ငါသမီးလေး14 ရက်နေ့တော့ဒုက္ခပဲဘယ်ကောင်အများဘာများလှုပ်သွားမှလဲငါသမီးကလည်းနတ်နတ်ကိုလူလို့ဟုတ်တယ်နော်ငါသားလေးကလည်းဘယ်လိုလဲအမှန်တော့အဲ့ဒါဟာချစ်ချင်းမြတ်တာနေဘလောက်ထိချစ်လဲဆိုရင် Saint Valentine ဟာသူ့သွေးသူ့သားမတော်တဲ့သူ့နိုင်ငံမှာနေတဲ့လူသားတိုင်းကိုချစ်ပြတဲ့အတွက်ဂုဏ်ပြုတာဒါနဲ့အနောက်ဥရောပမှာတော့ Valentine Day မှာချစ်သူရည်စားတွေနှစ်ယောက်တည်းပျော်ပါတဲ့နေ့မဟုတ်ပဲအမေအဖေမောင်နှမတငယ်ချင်းဆွေမျိုးကိုဆရာသမားကျွန်တော်တို့ရှိမှာတော့ဆရာတွေကြော့တာရှိတယ်ကျွန်တော်တို့ကဂုံသိပ်ယူတာဗျဟာကဘာပေါ်မှာဆရာကြော့တာဒုလူမျိုးပဲရှိတယ်ဆိုသိပ်ဂုံယူတာကျွန်တော်တို့ကတော့ထင်းထင်းရှားလက်အုပ်ချီပြီးကြော့တာနိုင်ငံတကာမှာတော့ဆရာတွေကိုကြော့တာမရှိဘူးလားဆိုတော့ထိုင်ကြော့တာတော့မရှိဘူးပေါ့ဆရာတွေကိုလေးစားတဲ့အယိုသေးပေးတဲ့အပြုမှုဆိုတာကဘာမှလည်းရှိတယ်ဗျကျွန်တော်တို့ကကိုယ့်ဘာသာကိုတသက်မဲ့ဂုံယူနေတာဘယ်နိုင်ငံမှာမဆိုလူသားတွေကျွန်တော်တို့နဲ့အတူတူပဲကျွန်တော်တို့လိုထင်းထင်းရှားရှားသာဆရာသမားတွေပူဇော်တဲ့အာစီယာပူဇော်ဘွဲရလို့မရှိတာသူတို့လည်းချစ်ကြတယ်ခင်ကြတယ်ကြောကြတယ် Valentine Day မှာကိုယ့်ရဲ့ချစ်ချင်းမြတ်တာကိုအများသိအောင်ဖော်ထုတ်တဲ့နေ့အဲ့ဒီနေ့မှာကဲဒီမှာဆိုပါစို့ကိုယ့်အမေနဲ့သမီးစကားမပြောဘူးဆိုပါစို့ကိုမမလည်းသမီးရသိတယ်အမေကလည်းသမီးကိုခေါ်ခြင်းတယ်ဒါပေမဲ့နိုင်ငံတကာမှာ February 14 ရက်နေ့မျိုးမှာဝန်ခံကြတယ်ဗျအမေသမီးကိုခွင့်လွှတ်ပါတိတ်ချစ်စရာကောင်းတဲ့နေ့ကျွန်တော်တို့ကတော့ February 14 ရက်နေ့ကိုသမီးစားများဖောက်ပြန်တဲ့နေ့လိုပဲအတိတ်ပဲဖြစ်သွားပြီးတော့ကျွန်တော်တို့သားပြိုသမီးပြိုတွေအတွက်ရင်တထိတ်ထိတ်ဖြစ်ရတာ